အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမှာကတော့ထိုင်းပုံပြင်ဖြစ်တဲ့မဲနန်ခုံမြစ်တဲ့ကနဂါမင်းသားလေးတယောက်နဲ့တာမန်ရွာသူလေးတယောက်တို့ချစ်ကြိုက်သွားကြပြီးတော့မွေးဖွားလာခဲ့တဲ့သားငယ်လေးနာထီရဲ့ဇက်လန်ပုံပြင်လေးပဲဖြစ်ပါတယ်ပုံပြင်လေးကိုမစားတင်ခင်ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ notification ခေါင်းလောင်းလေးနှိပ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပုံပြင်လေးကိုစားလိုက်ကြရအောင်ဟိုးရှေရှေတုန်းကဘွားဖန်ဆိုတဲ့မိန်းမပြိုလေးတယောက်ဟာသူမရဲ့မိခင်တယောက်နဲ့ရွာစွန်နာကမြစ်ကန်တပေမှာနေထိုင်ကြပါတယ်။အဲ့ဒီမြစ်ကန်တပေမှာပဲအတူနေထိုင်ကြရင်နဲ့တီးပင်စားပင်တွေကိုစိုက်ပျိုးကြပြီးတော့တနေ့တာကုံဆုံးကြရင်နဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ဘွားဖန်ကနနက်တိုင်းလိုပဲမိခင်ထက်အစောကြီးထားပြီးတော့မြစ်ရည်တွေကရေတွေကိုခတ်ယူပြီးတော့တီးပင်စားပင်တွေကိုရေလောင်းပေးပါတယ်။ပြီးတော့ဟင်းသီးဟင်းရွက်တွေကိုခူးယူပြီးတော့ရွာထဲကဈေးထဲမှာတွားရောင်းချပြီးရလာတဲ့ပတ်စံတွေနဲ့ချက်ပြုတ်စားတော့ဖို့အတွက်လိုအပ်တာတွေဝယ်လာပြီးတော့သူမတို့ရဲ့ဝမ်းရည်အတွက်တနေ့တာဖြည့်တင်းကြရပါတယ်။တနေ့နနက်မှာတော့ဘွားဖန်ကခါတိုင်းလိုပဲနနက်စောကြီးထားပြီးတော့မြစ်တဲကရေတွေကိုခတ်ယူပြီးတော့စိုက်ပျိုးပင်တွေကိုရေလောင်းပေးပါတယ်။မြစ်တဲကရေတွေကိုခတ်ယူတဲ့အခါမှာခါတိုင်းနဲ့မတူဘဲနဲ့ဘွားဖန်ရဲ့စိတ်ထဲမှာထူးဆန်းနေတယ်လို့ဖြစ်နေပါတယ်။ဒီခါခက်တဲ့ရေအိုးတွေကရေတွေကပို့ပြီးတော့လေးလန့်နေတယ်လို့ဖြစ်ပြီးဘာကြောင့်လေးလန့်နေရတာလဲဆိုပြီးတော့တိချင်စိတ်တွေဖြစ်ပေါ်လာပြီးတော့ရေတွေကိုတွန်းချလိုက်ပါတယ်အဲ့ဒီအခါမှာထူးဆန်းစွာနဲ့ဘွားဖန်ရဲ့ရေအိုးထဲမှာအလွန်ပင်လက်ရမြောက်တဲ့ချွေရောင်အစင်းရှိတဲ့ငကားရုပ်လေးတစ်ရုပ်ကိုတွေ့လိုက်ရပါတယ်ဘွားဖန်ကအဲ့ဒီငကားရုပ်လေးကိုတေချာစိုက်ကြည့်နေရင်လည်းပဲညှို့ခံထားရတယ်လို့ဖြစ်ပြီးတော့အဲ့ဒီရွှေရောင်အစင်းရှိတဲ့ငကားရုပ်ထုလေးကိုအလွန်ပဲနှစ်သက်သွားပါတယ်အဲ့ဒါနဲ့သူမရဲ့အမေစွန့်ပစ်မှာကိုစိုးရိမ်ပြီးတော့အမေကိုဖွင့်မပြောဘဲနဲ့အမေမသိအောင်တူဝှက်စွာနဲ့သူမရဲ့အိယာရဲ့နဘေနာမှာတူတူတိတ်တိတ်နဲ့ထားလိုက်ပါတယ်အဲ့ဒီချိန်ကနေစပြီးဘွားဖန်ကညတိုင်းလိုပဲချွေအောင်ငကားရုပ်လေးကိုကြည့်ပြီးတော့မှအိပ်ပျော်လေးရှိပါတယ်ဒီလိုနဲ့ငကားရုပ်လေးကိုမကြည့်ရရင်အိပ်မပျော်ပဲဖြစ်နေပြီးတော့မအိပ်ခင်ငကားရုပ်လေးကိုတစိမ့်စိမ့်ကြည့်ပြီးမှအိပ်ပျော်ပါတယ်တညမှာတော့ဘွားဖန်အိမ်မက်တွေထူးဆန်းစွာမှတ်ပါတယ်အိမ်မက်ထဲမှာရွှေရောင်အစင်းရှိတဲ့ငကားရုပ်ကနေပြီးတော့အလွန်ပင်တင့်တယ်ခမ်းညားတဲ့မင်းသားလေးအသွင်ပြောင်းသွားပြီးဘွားဖန်ကိုစကားလာပြောပါတယ်။ဘွားဖန်ဟာအိမ်မက်ထဲကမင်းသားလေးနဲ့ယဉ်နေသွားပြီးတော့ညတိုင်းလိုပဲအိမ်မက်ထဲမှာမင်းသားလေးနဲ့တွေ့ဆုံကြပါတယ်။အဲ့ဒါနဲ့ဘွားဖန်နဲ့မင်းသားလေးတို့ဟာအိမ်မက်ထဲမှာပဲချစ်ကြိုက်သွားကြပြီးတော့ညတိုင်းလိုပဲအိမ်မက်ထဲမှာချစ်ရည်လူကြပါတယ်။ဒီလိုနဲ့အချိန်တွေကြာလာတော့အမေဖြစ်သူကသူမရဲ့သမီးလေးအရင်ကနဲ့မတူပဲအသားရည်တွေပြည့်ဖြိုလာပြီးအမူအရာတွေပြောင်းလဲနေတယ်လို့ဖြစ်နေတယ်ဆိုတာကိုသတိထားမိလာပါတယ်ဒီတစ်ခါမှလည်းပြုတ်အန်တယ်လို့ဖြစ်လိုက်မူဝေတယ်လို့ဖြစ်လိုက်နဲ့အချင်းလေးတွေလည်းခဏခဏစားနေတော့အမေဖြစ်သူကသူ့ရဲ့သမီးလေးဟာအိမ်တော်သေးတာဆိုရင်အခုချိန်မှာကိုဝန်ရှိနေလောက်ပြီဆိုပြီးတော့တွေးနေမိပါတယ်ဒါပေမဲ့ဘွားဖန်ကချစ်သူရည်စားလည်းမထားဘူးဘယ်ယောက်ျားလေးနဲ့မှလည်းမပတ်သက်ဘူးအချိန်တိုင်းမိခင်ရဲ့အနားမှာပဲအမြဲရှိနေတာဆိုတော့ကိုဝန်ရရှိဖို့ကမဖြစ်နိုင်ဘူးဆိုပြီးတော့သူမရဲ့သမီးလေးအတွက်အမျိုးမျိုးထိုင်ပြီးတော့တွေးနေလေရှိပါတယ်တညမှာတော့ဘွားဖန်ကအရင်အတိုင်းပဲမင်းသားလေးနဲ့အိမ်မက်ထဲမှာတွေ့ပါတယ်ဒီတစ်ခါမှာတော့အိမ်မက်ထဲကမင်းသားလေးကတော့ဒါလေးကိုတေချာကျူးဆိုင်ပေးပါဆိုပြီးမှာပြီးတာနဲ့ပျောက်ကွယ်သွားပါတယ်အဲ့ဒါနဲ့ဘွားဖန်ဟာအလွန်ပဲတုံလုံးလျှောက်ချသွားပြီးတော့ချက်ချင်းပဲအိယာကနေနိုးထလာပြီးသူ့ရဲ့ငကားရုပ်လေးကိုလှမ်းကြည့်လိုက်တဲ့အခါမှာငကားရုပ်လေးဟာမရှိတော့ဘဲနဲ့ပျောက်ကွယ်သွားပါတယ်ဘွားဖန်ဟာအဲ့ဒီအခါမှာအမျိုးမျိုးထိုင်ပြီးတော့စဉ်းစားနေမိပါတယ်ဒီငကားရုပ်လေးဟာသူ့ရဲ့အမေယူသွားတာများလားအမေယူသွားတာလည်းမဖြစ်နိုင်ဘူးဆိုပြီးတော့ထပ်တွေးနေမိပါတယ်။ဘာကြောင့်လဲဆိုတော့အခန်းတကားကိုချက်ချထားပြီးတော့တယောက်တည်းအိမ်နေတာကြောင့်ပဲဖြစ်ပါတယ်။တညလုံးထိုင်တွေးနေပြီးအိမ်မပျော်ဘဲနဲ့စိုးရိမ်စိတ်တွေနဲ့တညတာမိုးလင်းသွားရပါတယ်။အဲ့ဒီချိန်ကနေစပြီးဘယ်တော့မှမင်းသားလေးနဲ့အိမ်မက်ထဲမှာထပ်မတွေ့တော့ဘဲနဲ့မင်းသားလေးနဲ့ငကားရုပ်ကိုအမြဲတမ်းတတိယနေပြီးတော့လွမ်းဆွပူဆွေးမှုများစွာနဲ့အိမ်မပျော်တဲ့ညများစွာကိုလည်းဖြတ်ကျော်ရရှာပါတယ်။လာတွေကြာလာတာနဲ့အမျှဘွားဖန်ဟာဘလို့မှနားမလည်နိုင်လောက်အောင်ပဲဘယ်ယောက်ျားလေးနဲ့မှလည်းမပတ်သက်ဘူးပဲနဲ့သူမရဲ့ကိုဝန်တတိဟာတဖြည်းဖြည်းနဲ့ကြီးပြင်းလာတာကိုသိလိုက်ရပါတယ်ဘွားဖန်ဟာအိမ်မက်မက်ယုံလောင်းနဲ့အိမ်မက်ထဲကမင်းသားလေးကြောင့်ကိုဝန်တတိလွယ်ထားရတယ်ဆိုတာလည်းမဖြစ်နိုင်ဘူးဆိုပြီးတော့အမျိုးမျိုးတွေးပြီးစိတ်ညစ်နေမိပါတယ်ပြီးတော့အမေဖြစ်သူကစစ်စေးမေးမြန်းတော့လဲဘွားဖန်ကဘယ်ယောက်ျားလေးနဲ့မှမပတ်သက်ဘူးဆိုပြီးတော့ပဲဖြေပါတယ်အမေကိုယ်တိုင်ကလည်းဘွားဖန်ရဲ့နဘေးမှာအမြဲတမ်းရှိနေတာကြောင့်ကိုဝန်ကဘယ်ကနေရတာလဲဆိုတာကိုတွေးရခန့်နေကြပါတယ်ဒီလိုနဲ့ကိုဝန်တဖြည်းဖြည်းရင်းလာပြီးတော့ဖုံးဖီလို့မရတဲ့အခြေအနေတွေဖြစ်လာတာကြောင့်ပတ်ဝန်းကျင်ကလူတွေကကဲ့ရဲ့အပြစ်တင်လာကြပါတယ်ဘ
ဘွာဖန်ရဲ့အဖေမပေါ်ပဲကောင်းထားရတဲ့ကိုဝန်ကြောင့်ရွာသူရွာသားအများအများကရွာကိုခိုက်စေတယ်ရွာကိုကန်ဆိုးစေတယ်ဆိုပြီးအယူအဆတွေနဲ့မတန့်တဲ့မိန်းမဆိုပြီးတော့တမီရောအမေကိုပါရွာထဲကနေမောင်းထုတ်ဖို့အတွက်ရွာသူကြီးထံသွားပြီးတော့တွားရောက်တိုင်ကြားကြပါတယ်အဲ့ဒါကြောင့်ရွာသူကြီးကလည်းရွာသူရွာသားတွေရဲ့ဆန္ဒအတိုင်းဘွာဖန်နဲ့အမေဖြစ်သူကိုရွာထဲကနေနှင်ထုတ်လိုက်ရပါတယ်နှင်ထုတ်ခံရပြီးတဲ့နောက်ပိုင်းဘွာဖန်နဲ့သူမရဲ့အမေတို့ဟာတခြားရွာမှာပြောင်းရွှေ့နေထိုင်ကြတဲ့အခါမှာတော့အဲ့ဒီရွာကဘရင်နန်းတော်ကြီးနဲ့အလွန်ပေနီးကလေးရရှိနေတဲ့ရွာလေးတစ်ရွာဖြစ်နေပါတယ်ဒီလိုနဲ့အဲ့ဒီရွာလေးထဲမှာပဲနေထိုင်ရင်းနဲ့ဘွာဖန်ဟာတားယောက်ျားလေးတစ်ယောက်ကိုမွေပါတော့တယ်ကလေးလေးကအလွန်ပဲချစ်စရာကောင်းနေပြီးတော့ကလေးလေးကိုနားထီဆိုပြီးတော့နာမည်ပေးထားလိုက်ပါတယ်ကလေးလေးနည်းနည်းလေးကြီးပြင်းလာတဲ့အခါမှာတော့တခြားကလေးတွေနဲ့မတူဘဲနဲ့ထူးကဲတဲ့လုံနိုင်စွမ်းနေရှိနေပါတယ်နာထီဆိုတဲ့ကလေးလေးဟာတခြားကလေးတွေနဲ့မတူပဲကြီးအောက်ထဲမှာအချိန်ကြာကြီးအသက်အောက်နေနိုင်ပြီးတော့တခါတရံမှာရေထဲကငါးတွေနဲ့အခြားသတ္တဝါတွေကိုစကားပြောနေတာကိုလည်းတချို့လူတွေကနာထီရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုမြင်ကြရတယ်ဆိုပြီးတော့ပြောဆိုလာကြပါတယ်ဒီလိုနဲ့နာထီတယောက်ဟာလူပြိုအရွယ်ကိုရောက်လာခဲ့တဲ့အခါမှာတော့တခြားလူပြိုကောင်းလေးတွေနဲ့မတူပဲရုပ်အသွင်အပြင်ကပုံမတင့်တယ်ခန့်ညာလွန်ပါတယ်ရွာထဲကမိမပြိုလေးတော်တော်များများကအလွန်ပင်ခန့်ညာတင်တဲ့နာထီရဲ့ရုပ်အသွင်ပြင်ကိုတွေ့တာနဲ့အန်ဒီမဆယ်နိုင်လောက်အောင်ပဲချစ်ကြိုက်နေကြပြီးတော့ငေးမောကြည့်နေကြလေးရှိပါတယ်နာထီကတော့အသက်အရွယ်ကြီးရင်လာပြီးဖြစ်တဲ့အမေနဲ့အဖွာတို့ကိုလှုပ်ကြွရတာကြောင့်ဘယ်မိန်းကလေးကိုမှစိတ်ဝင်စားပဲနဲ့သူလှုပ်စရာရှိတဲ့အလုပ်တစ်ခုတည်းကိုပဲဒီဇိုင်းမိုင်းမိုင်းလုပ်နေလေးရှိပါတယ်တနေ့မှာတော့အဲ့ဒီတိုင်းပြည်ထဲမှာအလွန်ပင်ချောမောလှပတဲ့ဘရင်သမီးတော်တစ်ပါးဟာနာထီတို့နေတဲ့ရွာနာကမြစ်ကန်တပေးကိုလာပြီးတော့ပန်းဥယျင်အလှကိုလှည့်ပတ်ကြည့်ရှုနေပါတယ်အဲ့ဒီချိန်မှာဘရင်သမီးတော်လေးဟာသူမအလွန်ပင်နှစ်သက်တဲ့သူမရဲ့လက်စွပ်လေးမြစ်ရည်ပြင်ထဲကိုမတော်တဆပြုတ်ကျသွားပါတယ်အဲ့ဒါနဲ့မင်းသမီးလေးဟာသူမရဲ့လက်စွပ်ကိုအယံပဲပြန်လိုချင်နေတာကြောင့်သူမနဲ့အတူလိုက်ပါလာကြတဲ့အစီကံယောက်ျားတွေကိုမြစ်ရည်ပြင်ထဲကိုကျသွားတဲ့လက်စွပ်ကိုပြန်ရအောင်ငိုယူစေခိုင်းလိုက်ပါတယ်မြစ်ရည်ပြင်ကြီးကကျဲပြန့်ပြီးတော့အလွန်ပင်နဲ့ဆိုင်တာကြောင့်လက်စွပ်ကိုပြန်ရနိုင်ဖို့အတွက်ကတော့တာမန်လူတွေအတွက်တော့အလွန်ပဲခက်ခဲလွန်းပါတယ်အဲ့ဒါနဲ့သူ့ရဲ့အစီကံတွေကဘလို့မှရှာဖွေလို့မရတာကြောင့်မင်းသမီးလေးဟာသူမရဲ့စစ်တီတော်တွေကိုစေခိုင်းလိုက်ပြီးတော့တန်းပြည်ထဲမှာရှိကြတဲ့မြည်သူမဆိုမြစ်ရည်အောက်တဲကသူမရဲ့လက်စွပ်ကိုပြန်ပြီးတော့ငိုးယူပေးနိုင်မဲ့သူကိုအလွန်ပင်တန်ဖိုးကြီးမားလွန်းတဲ့သူ့တော်လက်တော်တွေရှိမြောက်ပေးမယ်ဆိုပြီးတော့ကြေညာခိုင်းလိုက်ပါတယ်အဲ့ဒီချိန်မှာနာထီကစစ်တီတို့ရဲ့ကြေညာချက်ကိုကြားတော့မင်းသမီးလေးရဲ့လက်စွပ်ကိုရှာဖွေဖို့အတွက်စစ်တီတွေကိုပြောလိုက်ပြီးတာနဲ့စစ်တီတွေနဲ့အတူမင်းသမီးလေးရဲ့လက်စွပ်ကျသွားရာမြစ်ကန်တပေးရှိရာကိုရောက်ရှိလာကြပါတယ်နဂါးနဲ့အမျိုးဆက်ထားတဲ့နာထီကတော့တခြားသူတွေနဲ့မတူဘဲနဲ့ဒီအောက်ထဲမှာရှိတဲ့အရာတွေကိုရှင်းလင်းပြတ်သားစွာမြင်နိုင်ပြီးတော့ဒီအောက်ထဲမှာအချိန်ကြာကြီးအသက်အောက်ထားနိုင်တာကြောင့်လွယ်ကူစွာနဲ့မင်းသမီးရဲ့လက်စွပ်ကိုငုံယူနိုင်ခဲ့ပါတယ်ကန်ဆက်နာမှာစောင်းနေကြတဲ့စစ်တီတွေကလည်းအလွန်ပင်ဝမ်းသာသွားကြပြီးတော့ဒီလိုလုံနိုင်စွမ်းရှိတဲ့နာထီကိုမင်းသမီးလေးနဲ့တွေ့စေဖို့အတွက်လက်စွပ်ကိုပြန်ငုံယူလို့ရနိုင်ခဲ့ပြီဖြစ်ကြောင်းမင်းသမီးလေးကိုသွားခေါ်ပြီးတော့မင်းသမီးလေးကနာထီရှိရာမြစ်ကန်တပေးကိုရောက်ရှိလာခဲ့ပါတယ်နာထီနဲ့မင်းသမီးလေးတို့တွေ့ဆုံကြတဲ့အခါမှာတော့တယောက်နဲ့တယောက်ချစ်စရာကောင်းလွန်လာတဲ့ဆွဲဆောင်မှုတွေကြောင့်နှစ်ယောက်စလုံးရဲ့ရင်ထဲမှာချစ်မိတယ်လို့တွေဖြစ်လာကြပါတယ်မင်းသမီးလေးကနာထီကိုတာမန်ရွာသားလေးတယောက်မှဟုတ်ရဲ့လားဆိုပြီးတော့ရုပ်အသွင်ပြင်ကတခြားရွာသားတွေနဲ့မတူဘဲနဲ့မင်းမျိုးမင်းနွဲ့တွေထက်တောင်အလွန်ပင်ခန့်ညာပြီးဆွဲဆောင်မှုရှိလွန်တဲ့ယောက်ျားကောင်းမျိုးသူမရဲ့ဘဝမှာတစ်ခါမှမမြင်ခဲ့ဘူးဆိုပြီးတော့တွေးနေမိပါတယ်မင်းသမီးလေးဟာနာထီကိုစူတော်လက်တော်တွေပေးပြီးတာနဲ့စကားအပြန်လန်ပြောဆိုကြရင်တကယ်လည်းပဲနာထီဟာတာမန်ရွာသားလေးတယောက်ဖြစ်နေတယ်ဆိုတာကိုအသေးစိတ်သိလိုက်ရပါတယ်နာထီကလည်းမင်းသမီးလေးကိုမြင်မြင်ချင်းချစ်မိနေပေမဲ့နာထီကတာမန်ရွာသားလေးတယောက်ဖြစ်နေတာကြောင့်အချစ်စိတ်တွေကိုယင်းထဲမှာပဲမျိုးသိမ်းထားလိုက်ပါတယ်။အဲ့ဒါနဲ့မင်းသမီးလေးဟာနန်းတော်ရှိရာကိုပြန်ရောက်သွားပြီးတာနဲ့မင်းသမီးလေးရဲ့စိတ်ကပုံမှန်မဟုတ်တော့ဘဲနဲ့အချိန်တိုင်းနာထီကိုဆွဲလန်းနေမိပါတယ်။နောက်ဆုံးမှာတော့မင်းသမီးလေးဟာလုံးဝမနေနိုင်တော့ဘဲနဲ့အနားမှာရှိတဲ့အစီကံတွေကိုခိုင်းပြီးတော့နာထီကိုမင်းသမီးလေးနဲ့မြစ်ကန်တပေးကပန်းဥယျာဉ်ထဲမှာလာရောက်ချိန်တွေးဖို့အတွက်တွားရောက်ခေါ်ခိုင်းလိုက်ပါတယ်နာထီကလည်းမင်းသမီးလေးကိုအချိန်တိုင်းတတိယနေခဲ့ပြီးတော့အခုလိုဆုံတွေ့ခွင့်ထပ်ရတာကြောင့်အလွန်ပဲဝမ်းသာလို့မဆုံးဖြစ်သွားရပါတယ်ဒီလိုနဲ့မင်းသမီးလေးနဲ့နာထီတို့ဟာအမြဲတမ်းလိုအတိတ်တကူလာရောက်ချိန်တွေ့ကြရင်နဲ့တယောက်နဲ့တယောက်ချစ်သူတွေဖြစ်သွားကြပါတယ်ဒီအကြောင်းတွေကိုသိသွားတဲ့ဘရင်ကြီးကတော့အလွန်ပဲဒေါသထွက်စိတ်ဆိုးသွားပြီးတော့မင်းသမီးလေးကိုနာထီနဲ့နောက်တစ်ခါတွေ့ဖို့အတွက်လုံးဝခွင့်မပြုတော့ဘဲနဲ့အဆောက်တွေနဲ့တင်းကျပ်စွာထိမ့်သိမ်းစေလိုက်ပါတယ်
မင်းသမီးလေးကလည်းဖခင်ဘရင်ကြီးကိုအလွန်ပဲစိတ်ဆိုးသွားပြီးတော့အခုလိုသူမအရန်ချစ်ရတဲ့ချစ်သူနဲ့တွေ့ခွင့်မပေးဘူးဆိုရင်သူမရဲ့အသက်ကိုအသေးခံသွားမယ်ဆိုပြီးဆုံးဖြတ်ပြီးတာနဲ့ဘာမှမစားမတော့တော့ပဲနေလိုက်ပါတယ်ဘရင်ကြီးကလည်းသူ့ရဲ့သမီးတော်လေးကိုအရန်ချစ်တာကြောင့်အခုလိုဖြစ်နေတာကိုမကြည့်ရတော့ဘဲနဲ့ရဲမတ်တွေကိုစေခိုင်းပြီးတော့နားထီဆိုတဲ့ကောင်လေးအကြောင်းကိုသွားရောက်စုံစမ်းခိုင်းပါတယ်ရဲမတ်စစ်တီတွေပြန်ရောက်လာတဲ့အခါမှာတော့နားထီဆိုတဲ့ကောင်လေးဟာတာမန်ရွာသားလေးတယောက်သာဖြစ်ပြီးတော့မင်းသမီးလေးအတွက်မြည်ရတဲ့ကပျောက်ဆုံးသွားတဲ့လက်စွပ်ကိုငုံယူပေးနိုင်ုံနဲ့တယောက်နဲ့တယောက်ချစ်ကြိုက်သွားကြတာဆိုပြီးတော့ဘရင်ကြီးကိုပြောလိုက်ပါတယ်တကယ်လို့ဘရင်ကြီးကဘရင်သမီးတော်နဲ့အဲ့ဒီလိုအရေးချင်းမပြည့်မီတဲ့တာမန်ရွာသားလေးနဲ့သဘောတူလိုက်မယ်ဆိုရင်တတိုင်းပြည်လုံးမှာရှိကြတဲ့တိုင်းသူပြည်သားတွေရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရနိုင်တယ်ဆိုပြီးတော့ခြောက်တင်လိုက်ကြပါတယ်အဲ့ဒါနဲ့ဘရင်ကြီးနဲ့မူးမတ်တို့ဟာနာထီရဲ့အရေးချင်းကိုစစ်ဆေးဖို့အတွက်ဆွေးနွေးတိုင်ပင်လိုက်ကြပြီးတာနဲ့နာထီကိုခေါ်ပြီးတော့ဘရင်ရဲ့ချေမောက်ကိုလာရောက်ခါစားစေပါတယ်ဘရင်ကြီးကနာထီကိုတွေးလိုက်ရတဲ့အခါမှာတော့တိုင်းပြည်တစ်ခုခုကနေရောက်လာတဲ့မင်းမျိုးမင်းနွယ်တွေကမင်းသားကဲ့သို့ရုပ်အသွင်ပြင်ကြောင့်သမီးတော်လေးအခုလိုဆွဲလန်းမိနေတာဟာမထူးဆန်းဘူးဆိုပြီးတော့လည်းပြန်လဲတွေးမိနေပါတယ်ဘရင်ကြီးကသူတို့စီစဉ်ထားတဲ့အတိုင်းတကယ်လို့နာထီကမင်းသမီးလေးကိုတကယ်ချစ်တယ်ဆိုရင်ဘရင်ကြီးမိတ်တဲ့အတိုင်းလုံနိုင်စွမ်းရှိရမယ်ဆိုပြီးတော့နာထီကိုပြောလိုက်ပါတယ်နာထီကလည်းဘရင်ကြီးမိတ်တဲ့အတိုင်းလုံနိုင်ပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပြီးတာနဲ့ဘရင်ကြီးကငါကိုတော်မှာရွှေရောင်အစင်းရှိတဲ့မြားတစင်းရှိတဲ့အဲ့ဒီမြားတစင်းဟာငါကိုတော်အင်မတန်နှစ်သက်တဲ့မြားတစင်းဖြစ်တဲ့ငါကိုတော်အဲ့ဒီမြားတစင်းကိုမြစ်ကြောင်တစ်လျှောက်ပြစ်လွှတ်လိုက်မယ်ဆိုရင်မြေကြီးပြင်ထဲမှာပြန်လဲငုံယူနိုင်စွမ်းရှိရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီရွှေရောင်မြားတစင်းကိုပြန်လဲငုံယူနိုင်ခဲ့မယ်ဆိုရင်ငါကိုတော်ရဲ့သမီးတော်လေးနဲ့သဘောတူတယ်ပြီးတော့အဖိုးတန်တဲ့ရွှေရတနာအမြောက်အများကိုလည်းချီးမြှင့်ပေးမယ်တကယ်လို့မငုံယူနိုင်ခဲ့ဘူးဆိုရင်အကိုမြတ်ခံရမယ်အခုကလေးကမရှင်ပြိုင်ခြင်းလဲရတယ်မရှင်ပြိုင်ပဲနောက်ဆုံးမယ်ဆိုရင်အချိန်ရှိသေးတယ်ဆိုပြီးတော့ထပ်မံပြောလိုက်ပါတယ်ဘရင်ကြီးမိတ်ပြီးတာနဲ့မင်းသမီးလေးဟာအလွန်ပဲစိုးရိမ်သွားပြီးတော့အခုလိုမှော်ဆန်တဲ့မြားတစင်းကိုဘယ်လိုလူမှရှာဖွေငုံယူလို့မရနိုင်ဘူးဆိုတာကိုကြိုသိနေတာကြောင့်အခုလိုမစီစဉ်ဖို့အတွက်သူမရဲ့ဖခင်ကိုအကြိမ်ကြိမ်တောင်းဆိုလိုက်ပါတယ်ဘရင်ကြီးကတိုင်းသူပြည်သားတွေရဲ့အခြေမှာစီစဉ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအစီအစဉ်ကိုပြန်လဲရုပ်သိမ်းလို့မရနိုင်တော့ဘူးဆိုပြီးတော့သူ့ရဲ့သမီးတော်လေးကိုရှင်းပြလိုက်ပါတယ်မင်းသမီးလေးဟာအလွန်ပင်စိုးရိမ်ကြီးစွာနဲ့နာထီကိုအယမ်းချစ်တော်လဲနာထီရဲ့အသက်ကိုစိုးရိမ်တာကြောင့်မရှင်ပြိုင်ဖို့အတွက်နာထီကိုနောက်ဆုတ်ပေးဖို့အတွက်ပြောပါတယ်နာထီကလည်းမင်းသမီးလေးကိုအယမ်းချစ်တာကြောင့်ရှင်ပြိုင်မယ်ဆိုပြီးတော့မင်းသမီးလေးကိုပြောလိုက်ပြီးတာနဲ့ဘရင်ကြီးထံမှာအရှင်မင်းကြီးပြစ်လို့မဲ့ရွှေအောင်မြားတစင်းကိုရအောင်ငုံယူပေးမယ်ဆိုပြီးတော့ရှင်ပြိုင်ဖို့အတွက်လက်ခံလိုက်ပါတယ်အဲ့ဒါနဲ့ဘရင်ကြီးကနာထီလုံးနိုင်မယ်ဆိုတာကိုလုံးဝမထင်တာပဲနဲ့မိမိပါရွှေမျိုးတွေနဲ့တွားရောက်တိုင်ပင်လိုက်အောင်အချိန်3ရက်ပေးမယ်စိတ်ပြောင်းသွားလို့မရှင်ပြိုင်နိုင်ဘူးဆိုရင်တော့3ရက်အတွင်းမှာလာရောက်ပြောနိုင်တယ်ဆိုပြီးတော့ဘရင်ကြီးကအနိုင်ရသွားသလိုပုံစံမျိုးနဲ့ရေမောလှောင်ပြောင်ပြီးပြောလိုက်ပါတယ်နာထီရဲ့အမေနဲ့အဖွာတို့ကဒီအကြောင်းတွေကိုသိတော့သူတို့ရဲ့တာလီနာထီကိုအလွန်စိုးရိမ်ပြီးတော့တာလီနာထီကရေအောက်မှာအကြာကြီးငုံနိုင်ပေမဲ့အခုလိုဒန်နာရီဆန်လွန်းတဲ့ဘရင်ကြီးရဲ့ရွှေရောင်မြားတစင်းကိုတော့ငုံယူနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မရှင်ပြိုင်ဖို့အတွက်ဘရင်ကြီးကိုအခုကတည်းကအရှုံးပေးလိုက်ဖို့သူတို့ရဲ့သားတော်လေးနာထီကိုပြောကြပါတယ်နာထီကလည်းသူလုံးနိုင်ပါတယ်ဆိုပြီးတော့မိဘတွေကိုမစိုးရိမ်ဖို့ပြောပြီးဘရင်ကြီးစီစဉ်ထားတဲ့အတိုင်းရအောင်လုပ်မယ်ဆိုပြီးတော့သူရဲ့မိဘတွေကိုပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ဘရင်ကြီးချင်းဆိုထားတဲ့3ရက်မြောက်နေ့ကိုရောက်ရှိလာတဲ့အခါမှာတော့တိုင်းသူပြည်သားအများအများဟာအလွန်ပင်ကြီးမားကျယ်ပြန့်တဲ့မဲနန်းခုံမြေရဲ့နဘေးကိုရောက်ရှိလာကြပြီးတော့လာရောက်ကြည့်ရှုအားပေးကြပါတယ်မင်းသမီးလေးနဲ့နာထီရဲ့မိခင်နဲ့အဖွားတို့ကတော့နာထီအတွက်အလွန်ပဲစိုးရိမ်ပေးကြပြီးမြစ်ကန်နဘေးကနေပြီးငိုကြွေးရင်းဆူတောင်းပေးကြပါတယ်အလုံးအစင်သေးဖြစ်တာနဲ့ဘရင်ကြီးဟာသူ့ရဲ့ရွှေအောင်မြားတစင်းကိုမြစ်ကြောင်တစ်လျှောက်အချိန်ဟုန်ပြင်းစွာနဲ့ပြစ်လွတ်လိုက်တဲ့အခါမှာအလွန်ပင်ပြင်းလာတဲ့အချိန်ဟုန်ကြောင့်မြစ်ရည်ပြင်ရဲ့ဘယ်နေရာကိုကျသွားမှန်းကိုခန့်မှန်းလို့မရနိုင်အောင်ပဲပျောက်ကွယ်သွားပါတယ်။အဲ့ဒါနဲ့နာထီကအမေနဲ့အဖွာကိုမစိုးရိမ်ကြဘူးအဲ့ဒီရွှေအောင်မြားတစင်းကိုရအောင်ရှာမယ်လို့ပြောပြီးတာနဲ့အမေနဲ့အဖွာကိုဦးချလိုက်ပါတယ်။ပြီးတာနဲ့ငိုယိုနေတဲ့သူ့ရဲ့ချစ်သူမင်းသမီးလေးထံသွားပြီးတော့မစိုးရိမ်ဖို့နဲ့အဲ့ဒီရွှေအောင်မြားတစင်းနဲ့အတူမင်းသမီးလေးရှိရာကိုပြန်ရောက်လာခဲ့မယ်ဆိုပြီးထိတ်အေးလေးသာထားပြီးစောင့်နေလိုက်ပါဆိုပြီးပြောပြီးတာနဲ့နာထီဟာမြင့်ရည်ပြင်တဲ့ကိုတဟုန်တို့ထိုးဆင်းသွားလိုက်ပါတယ်
အမေဖြစ်သူဘွာဖန်ကနားထီရေထဲကိုခုန်ဆင်းသွားတာကိုတွေ့တော့တစ်ချိန်ကအိမ်မက်ထဲမှာချစ်ကြိုက်ခဲ့ဘူးတဲ့နားထီရဲ့ဖခင်လို့ထင်ရတဲ့ငကားကြီးနဲ့မျက်ရည်ပြင်ကြီးကိုအာယုံပြုပြီးတိုင်တဲလိုက်ပါတယ်တကယ်လို့နားထီဟာအရှင်ရဲ့သားတော်လေးဖြစ်တယ်ဆိုတာမှန်ရင်အန်ဒီယေကင်ဘေးချင်းစွာနဲ့ကုညီဆောက်ရှောက်ပေးပါဆိုပြီးတော့စိုးရိမ်ကြီးစွာနဲ့ငိုယိုပြီးမြက်ကန်တပေမှာဆုတောင်းတိုင်တဲနေလိုက်ပါတယ်နာထီဟာမြင့်ရည်ပြင်ရဲ့ရေအောက်ကျမ်းမြင့်တွေကိုရောက်ရှိသွားတဲ့အခါမှာတော့ရေအောက်ကျမ်းမြင့်တွေကငါးတွေနဲ့စကားပြောပါတယ်ဒီနာတဝိုက်မှာရွှေအောင်မြားတစ်စင်းဖြတ်သွားတာတွေ့သလားဆိုပြီးတော့ငါးတွေကိုမေးမြန်းပါတယ်ငါးတွေကမြားကိုမတွေးမိကြပါဘူးဆိုပြီးတော့ဖြေလိုက်ကြပြီးနာထီဟာနောက်ထပ်အချိန်တော်တန်ကြအောင်ရေအောက်ထဲမှာမြားကိုမတွေးသေးပဲဖြစ်နေပါတယ်အဲ့ဒီချိန်မှာငါးတကောင်ဟာနာထီကိုတနာသွားပြီးတော့နာထီထံရောက်လာပါတယ်ပြီးတော့ငါကဒီမြင့်ရည်အောက်ကျမ်းမြင့်ကိုအစိုးရတဲ့သူရှိတယ်သူသားလေးမြင့်ရည်ပြင်မှာရှိတဲ့အရာမှန်သမျှကိုသိနိုင်တယ်အဲ့ဒီကိုသွားပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါနဲ့နာတီကမြင့်ရည်ပြင်ကိုအစိုးရတဲ့သူရှိတဲ့နေရာကိုလိုက်ပို့ပေးပါဆိုပြီးတော့တခါတည်းငါကိုအကူအညီတောင်းလိုက်ပါတယ်ဒီလိုနဲ့ပဲငါရဲ့ညွှန်ပြချက်အတိုင်းရေအောက်တိုင်းပြည်မှာရှိတဲ့နန်းတော်ရှိရာကိုနာတီရောက်ရှိလာခဲ့ပါတယ်ဒီအောင်နန်းတော်ကြီးကတန်မိုးကြီးတဲ့ယတနာတွေမြောက်အများနဲ့စီချဲထားတာဖြစ်ပြီးတော့လူပြည်ကဘရင်နေနေတဲ့နန်းတော်တွေထက်ကိုအလွန်ပဲတာယာလှပလွန်နေပါတယ်ဒီလိုနဲ့ငါးရဲ့ညွန်ပြချက်အတိုင်းရေအောက်တိုင်းပြည်ကိုအစိုးရတဲ့မင်းကြီးထံရောက်ရှိသွားပါတယ်အဲ့ဒီမင်းကြီးကရေအောက်တိုင်းပြည်ကိုအစိုးရတဲ့ငကားမင်းကြီးဖြစ်နေပါတယ်ငကားမင်းကြီးကလည်းလူသားတယောက်ရေအောက်တိုင်းပြည်ကိုဘယ်လိုလုပ်ပြီးရောက်နိုင်တာလဲဆိုပြီးတော့အလွန်ပဲထူးဆန်းအံ့ဩနေမိပါတယ်ငကားမင်းကြီးကနာထီကိုဒီရေအောက်တိုင်းပြည်ကိုဘယ်လိုလုပ်ပြီးရောက်လာရတာလဲဆိုပြီးတော့စစ်စေးမင်းမြန်းကြည့်လိုက်တဲ့အခါမှာတော့နာထီဟာဘွားဖန်ရဲ့သားလေးတယောက်ဖြစ်ပြီးငကားမင်းကြီးရဲ့မြေးတော်လေးဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်ငကားမင်းကြီးကနာထီဟာသူ့ရဲ့မြေးလေးဆိုတာကိုသိလိုက်ရပြီးတာနဲ့နာထီကိုအကြောင်းစုံရှင်းပြပါတယ်အဲ့ဒီတုန်းကငကားမင်းကြီးဟာပါရမီဖြည့်တင်မှုအတွက်အဋိဌံဝင်ပြီးတရားရှုမှတ်နေတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်တုန်းကနဂါမင်းကြီးရဲ့သားတော်ကတကူအစွမ်းထက်ပြီးတော့ရွှေရောင်နဂါရုပ်လေးကိုအသက်သွင်းပြီးသူ့ရဲ့စိတ်ဝိညာဉ်နဲ့ဆက်သွယ်ပြီးတော့လူပြည်ကိုနဂါမင်းကြီးမသိအောင်အမြဲတမ်းအသွားလာလုပ်ခဲ့ပါတယ်အဲ့ဒီတုန်းကနာတီရဲ့မိခင်ဘွားဖန်နဲ့ချစ်ကြိုက်သွားကြတာကိုနဂါမင်းကြီးသိတော့လူသားနဲ့နဂါဟာဘလို့မှပေါင်းဖက်ခွင့်မရှိဘူးဆိုပြီးနောက်တစ်ခါလူပြည်ကိုသွားခွင့်မပြုတော့ပဲသူ့ရဲ့သားတော်လေးကိုပိတ်ပင်လိုက်ပါတယ်အဲ့ဒီအချိန်မှာဘွာဖန်ကနာထီဆိုတဲ့ကိုဝန်တရေသားကိုလွှဲနေရပြီဆိုတဲ့အကြောင်းတွေကိုအကြောင်းစုံရှင်းပြလိုက်ပါတယ်အားလုံးရှင်းပြပြီးတာနဲ့အဖိုးဖြစ်သူနဂါမင်းကြီးကရေအောက်တိုင်းပြည်ထဲမှာပဲနာထီရဲ့အဖေနဲ့တွေ့ဆုံခွင့်ပေးလိုက်ပါတယ်ဒီလိုနဲ့တာဖာနှစ်ယောက်တွေ့ဆုံသွားကြပြီးတယောက်နဲ့တယောက်အပြန်အလှန်စကားပြောဆိုကြပြီးတာနဲ့နာထီလိုအပ်တဲ့ရွှေအောင်မြားတစ်စင်းကိုဖခင်ဖြစ်သူနဂါကြီးကရှာဖွေပေးပါတယ်အချိန်ခဏလေးတွင်မှာပဲရွှေအောင်များတစ်စင်းကိုရရှိနိုင်ခဲ့ပြီးတော့နာထီကိုပေးလိုက်ပါတယ်။ဖိုးဖြစ်သူနဂါမင်းကြီးကသူ့ရဲ့သားတော်ကိုမြေးတော်လေးနာထီကိုမြစ်ကန်ဆဲရှိရာကိုပြန်ပို့ခွင့်ပေးလိုက်ပြီးဘွာဖန်နဲ့လည်းတွေ့ဆုံခွင့်ပေးလိုက်ပါတယ်။ပြီးတော့အဖိုးဖြစ်သူနဂါမင်းကြီးကနာထီအတွက်ဘရင်သမီးတော်လေးကိုတောင်းရန်ယူဖို့အတွက်ရွှေရတနာအမြောက်အများကိုလည်းတပါးတည်းထည့်ပေးလိုက်ပါတယ်။မြစ်ကန်ဘေးမှာစောင့်မျှော်နေကြတဲ့လူအများအများဟာရေအောက်ထဲမှာနေတဝက်လောက်ကြာသွားပြီးပြန်မတက်လာနိုင်သေးတဲ့နာထီကိုသေဆုံးသွားပြီဆိုပြီးတော့ထင်မှတ်နေကြပါတယ်။ဘရင်ကြီးနဲ့တိုင်းသူပြည်သားတို့စိတ်ရှည်ရှည်နဲ့စောင့်ကြည့်နေကြတဲ့အချိန်မှာပဲနာထီဟာအလွန်ပင်ကြီးမားတဲ့နဂါကြီးနဲ့အတူယတနာအမြောက်အများနဲ့ရွှေအောင်မြားတစ်စင်းကိုပါကင်တွယ်ထားပြီးတော့ကုန်းမြင့်ရှိရာကိုတဟုန်တို့ရောက်ရှိလာခဲ့တဲ့အချိန်မှာအားလုံးပဲအံ့ဩသွားကြရပါတယ်။ဖခင်ဖြစ်တဲ့နဂါကြီးကနာထီဆိုတဲ့ကောင်လေးဟာနဂါတိုင်းပြည်ရဲ့မင်းသားတယောက်ဖြစ်တယ်။အဲဒီတော့နာထီဟာတာမန်လူဟုတ်မဟုတ်ဆိုတာကိုဆုံးဖြတ်ပေးပါဆိုပြီးတော့ဘရင်ကြီးကိုပြောလိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်တွေ့လိုက်ကြရတဲ့လူအများအများတို့ဟာနာထီကိုဒူးထောက်ယူသေးပေးကြပြီးတော့မင်းသားလေးကိုအခုလိုမြင်တွေ့ရတာအလွန်ပဲဂုဏ်ယူပါတယ်ဆိုပြီးတော့အော်ပြောနေကြပါတယ်။ဘရင်ကြီးကလည်းနာထီဟာအလွန်ပင်တကိုးကြီးမားတဲ့နဂါအမျိုးတွေနဲ့ဆက်ဆက်နေတဲ့လူသားတယောက်ဖြစ်တာကြောင့်ငင်းဆိုစရာမရှိတော့ဘူးဆိုပြီးတော့သူ့ရဲ့သမီးတော်လေးနဲ့လုံးဝသဘောတူပေးလိုက်ပါတယ်။နာထီရဲ့ဖခင်နဂါကြီးကတော့ဘွာဖန်ရဲ့အနာကိုရောက်ရှိလာပြီးတော့ဘွာဖန်ကိုပွေးဖက်လိုက်ပြီးတာနဲ့လုံးဝအဆက်အသွယ်ဖြတ်ထားရတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာဘွာဖန်ကအသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီးတော့နာထီရဲ့အဖေကတော့ရုပ်ရည်ကအရင်အတိုင်းပဲနှူးပြိုချောမောနေလျက်ရှိနေပါတယ်။ဘွာဖန်ကလည်းသူ့ရဲ့လင်ယောက်ျားကိုတတိယတဲ့စိတ်တွေနဲ့တင်းကျပ်စွာပွေးဖက်ထားလိုက်ပါတယ်။ဘွာဖန်ဟာသူ့ရဲ့လင်ယောက်ျားနဂါကြီးအကြောင်းစုံရှင်းပြလိုက်တဲ့အခါမှာတော့လူသားနဲ့နဂါတို့ဟာပေါင်းဖက်လို့မဖြစ်နိုင်ဘူးဆိုတာကိုနားလည်သဘောပေါက်သွားပါတယ်။
နာတီကတော့ငကားမျိုးနွယ်တွေနဲ့ဆက်ဆက်နေပေမဲ့တာမန်လူသားတွေထက်အစွမ်းထက်တဲ့လူသားတယောက်သာဖြစ်နေပါတယ်အားလုံးနားလေသဘောပေါက်သွားကြပြီးတာနဲ့နာတီရဲ့ဖခင်ကအားလုံးကိုနှုတ်ဆက်ပြီးငကားတိုင်းပြည်ရှိရာရီအောက်တိုင်းပြည်ကိုပြန်လဲဆင်းသွားလိုက်ပါတယ်ပြီးတော့တိတ်မကြခင်မှာပဲဘရင်ကြီးဟာနာတီကိုတိုင်းပြည်အုပ်ချုပ်ဖို့အတွက်ဘရင်အရာဆက်ခံပေးလိုက်ပါတယ်အဲ့ဒါနဲ့နာတီနဲ့မင်းသမီးလေးတို့ဟာတိုင်းပြည်ကိုအေဂျင့်တာယာစွာအုပ်ချုပ်သွားကြရင်းနဲ့ဇက်လန်ကလေးဟာလည်းဒီနေရာမှာပဲပြီးဆုံးသွားပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်အားလုံးပဲတတာ